င်္ဂလာပါကျွန်တော်နာမည်က People Cosplay ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ကျွန်တော်ကဘာလုပ်ရမလဲဆိုအိုးဒီမှာ chest တစ်ခုပါလား wait ဘာပြောလဲဆိုတော့ build a mine house နောက်မှလည်း chest တစ်ခုရှိ bro အကြည့်အများကြီးပဲကျွန်တော်ဒါနဲ့ကျွန်တော်ဘလို့စောက်အောင်လဲအဲ့လောက်နည်းနည်းလေးဒါပေမဲ့များတော့များအော် wait ကျွန်တော် surprise တစ်ခုပြရစီတယ်ဒီအားလုံးပဲကျွန်တော်ဒီမှာ farming time အဲ့တော့ကျွန်တော်ဟိုတစ်ခေါက်ကတွေ့တယ်ဟိုဟာဒီဟိုဟာဘယ်လိုပြောရမလဲ farmland လေးတသေးလေးကအခုချိန်မှာကျွန်တော်ခုနဆော့ထားလိုက်တာကျွန်တော်စီးရချပြီးတော့အကုန်အကြီးပြောပါပြီအဲ့တော့ဒီမှာပေါ့ကျွန်တော်ပြီးရင်ဒါတွေအကုန်ပြီးရင် farming ထိုင်လုပ်ပါမယ်အဲ့တော့ကျွန်တော်တို့အခုသူပြထားတာကတော့ကျွန်တော်တို့ mine house ဆော့လုပ်ပါမယ်အဲ့ကျွန်တော်ဓာတ်တွေလုပ်လာအောင်ကျွန်တော်ဓာတ်တွေလည်းရှိတယ်ဓာတ်တွေလည်းမသိပါဘူးအဲ့တော့ကေးအဲ့တော့ဓာတ်လေးတစ်ခုလူမယ်ဓာတ်လေးယူလိုက်မယ်ကျွန်တော်တော့စောက်တယ်မစောက်တယ်ပဲနေစောက်ရမှာပဲဒီမှာတစ်ခုရှိမယ်ကျန်တဲ့ဟာတွေကတော့ထားလိုက်တော့မယ်ထားလိုက်အောင်မယ်ဟိုညရောက်တော့မယ်ကျွန်တော်ခဏလေးသွားအိတ်လိုက်ကောင်းတယ်ကျွန်တော်တိတ်မမြင်ရတော့ခဏလေးကျွန်တော်နည်းနည်းလေးပဲစောက်လိုက်ပါအဲ့ဒါကိုကျွန်တော်အောက်ဆင်းရမယ်ဒီအားဒီအားဘာကြီးရဆိုတော့ကျွန်တော်ထဲမှာတစ်ခုရှိတယ်အောင်ပါဒီကျွန်တော်ဒီတူဘာကိုတေးနေတော့အောင်ပါပြီးတော့တေးနေတော့လီဟိုလာနာရစေရစေဒီနေတော့ပဲ like this ဒီလိုရှင်ကျွန်တော်တို့နားမှာဟိုဟာလေးအုံမယ်ပြီးရှင်ဒါနဲ့ကျွန်တော်တို့နားလောက်တော့ဒီလိုလုပ်ရမယ်ကျွန်တော်ဒါတွေပဲရလဲဆိုတော့ကျွန်တော်တူးတာပါကျွန်တော်ရအောင်တူးပါတယ်ကျွန်တော်ဒါတွေကိုမရရတဲ့အထိကျွန်တော်မတကူပြီးမတကူပြရပြီကျွန်တော်အပေါ်တက်လာအောင်ကျွန်တော်ဒါနဲ့ brush block နဲ့ပဲအပေါ်တက်လိုက်ဒီရပြီးရင်ဓာတ်ထားရမယ်ညမှာsorry ဒါမို့မိုင်းရတော့ဖြတ်လာဖြတ်တာလေတော်ကြာပါတယ်ဒီဟာကျွန်တော်လက်ထဲမှာကိုင်ထားတဲ့ဟာဖြတ်ရမှာပြောရတယ်ကျန်တဲ့ဟာဘေးမှာလားမသိဘူးကျွန်တော်ရအောင်တော့စောက်ပါတော့မရအောင်စောက်ပါโอเคကျွန်တော်ဒီလိုပုံစံလေးပေါက်သွားပြီအဲ့တော့ကျွန်တော်ပြီးရင်ဘာလုပ်အောင်လဲဆိုတော့ကျွန်တော်လည်းမသိပါဘူးဟုတ်ပါတယ်အေးစပါအဲ့တော့ကျွန်တော်တို့waitကျွန်တော်ဒီချက်စင်းမှာလားမသိဘူးချက်စင်းမှာကျွန်တော်တို့ဘာရှိလဲဆိုတော့ဒီတော့အထိုးဒါလေးလားမသိဘူး yes ဒါလေးကျွန်တော်တို့အရင်ဟိုဟာလေးလုပ်ပြီးသေးလာလားအဲ့တော့ကျွန်တော် grass ball လေးဖြတ်လာအောင်တကားပဲနာတာပေါ့ကျွန်တော်ပြီးရင်အပြင်မှာကျတော့ကျွန်တော်ဒီဟာလေးအမိုးလေးတက်လိုက်မယ်အမိုးလေးတစ်ခုတက်လိုက်မယ်လို့ရှိရင်ဟိုဟာဒီဟာဟိုဟာပြင်းနေတာပါရှိတယ်ဟိုလာကျွန်တော်ဘာမှထားခဲ့တာနောင်းဆိုနောင်း brush ball လေးထိုးထည့်လိုက်အဲကျွန်တော် dirt နဲ့ပဲလုပ်တော့နိုင်ပြောပြီးရင်ဒီလိုမျိုးပြီးရင်ဘာဒီလာပြောဟိုဘက်ကျွန်တော်ပြောရမှာလာပြောဟိုဘက်ကိုကျွန်တော်ထားရမယ်တခုကျွန်တော်လည်းထည့်နေလားမသိဘူးကျွန်တော်ဘက်မှာတော့ထည့်နေဒါပေမဲ့အဲ့ဘက်မှာတော့တိတ်ဖြစ်မှာဖြစ်လာတယ်ကျွန်တော်ဟိုမှာတော့လာတယ်အဲ့တော့ကျွန်တော်ဒါဒီလိုလေးအဆင်ပြေတယ်လို့ရှိရင်လာခေါ်လိုက်ရင်တော့ကြားတယ်ဒီလိုလေးအဆင်ပြေတယ်ဟုတ်ဒီဟာလေးကိုကျွန်တော်ပြန်ပြလိုက်တယ်ကျွန်တော်ငါမေးပြီးတော့သွားမယ်လို့ကတော့သူ့အိမ်မှာအိမ်နေတော့အိုး zombie ဟုတ်သူ့ကိုရပါတယ်သူကမှားလားအိုးထိရလားကဲရောင်ကျဲတဲ့ကောင်ထွက်လာခဲ့ရောင်ကျဲတဲ့ကောင်ကလည်းရှင်ချအော်မအဲ့တော့ဟာလေလားလာမင်းလာအဲ့ဒီကနေပေါ့အခုဒီလိုအပေါက်ကလေးပေါ့ဒီအပေါက်ကလေးဝင်လာချโอเคတော့အိတ်တော့မနေ့မှပဲလုပ်တော့ကျွန်တော်အကောင်များလာလို့ရှင်မကောင်းအဲ့ကျွန်တော်အင်းကြီးမှလည်းစပိုက်တာကြီးတောင်လုံးဝမင်းကိုလုံးဝမဟောရမင်းထားလားမင်းဒါလာပါမင်းလာရောတယောက်မရှိရောအဲ့တော့လာမားဆိုပြီးတော့ဒါပဲလားဘာပါဆိုပြီးတော့
တေးပါကျွန်တော်ရိုးတော့ရပြီကျွန်တော်ခွေးလေးတစ်ကောင်မွေးလို့ရပါပြီโอเคပါဟုတ်ကဲ့ကျွန်တော်မုံစားလာဒီလက်မရှိတော့ဘူးဒါလေးကိုပုံစံလေးပြန်ဆောက်မယ် B1 လား B2 လားအဲ့လိုလည်းမေးနေတယ် ပြင်ဒါလေးကိုဒီလိုတင် အဲ့ဒါလည်းမသိ ဒီ ဘူး လိုထက်တင် အဲ့လည်းမဟုတ်ဘူး ကျွန်တော်အိမ်လေးကျွန်တော်အိမ်အောင်ဖြစ်ကုန်ပြီဟိုဟာလေးကတော့ပြီးရင်ဒီမှာကျွန်တော်ဟိုဟာဒီထက်လာပြီး ဆရာကြီးခိုင်းရတာဟောတာ အာ ဟောမင်းလား ဟုတ်တော့အေးနဲ့ပြီးတော့ကောက်ဝင်လိုက် အိုင် သူတို့ကဟိုကဘီခတ်ကျွန်တော်က ဒီမှာတခုရတယ်ကျွန်တော်ပြီးလို့ရှိရင်ဒီမှာဒီဘက်မှာဟိုဟာလေးတစ်ခုထားမယ်ဒီထားရင်ပြီးလို့ရှိရင်ဟိုဟာကျွန်တော်အတုံးဒါလေးကျွန်တော် craft လိုက်မယ် တော့ခိုင်းလို့တယ် အုပ်ပြီးတော့ရတယ်အုပ်ပြီးနေတော့ရတယ် ဘယ်လိုပြော ပြီးတော့ဒီမှာ sorry သူကတော့ဟိုကမင်းပါလားဟုတ်လား အေး ကျွန်တော်အရှိဝင်ပေါက်လေးရတော့ရပြီနောက်ပဲကြံတော့နောက်ကိုကျွန်တော်ကဘယ်လိုလုပ်မယ်လို့စဉ်းစား ငါ တာ က လဲ လောက် ဆို ပဲ တော့ ဘီတို့ ဒီမှာဟိုကတော့ပြီးသွားပြီ အဲ့ ဆို ဒါ တော့ မင်းပါ ဘယ်လိုပြော ဟုတ် ဟောလည်းမရှိ အဲ မလေး ပြီးရင်ဒီလို တော်သေးတာဟောမမေးပဲတက်ပြီး ဒီလိုမျိုးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် တော့3ရောက် ဒီနားမှာ 3ရောက်ပေါင်ကန်းနဲ့ရောက်ပါ โอเคရပြီဒီလိုလေးကို trap door နဲ့ ဒါက trap door လေးဝင်ပေါက်လေးပေါ့နော် ရတော့ လို့ဒီ နေကျွန်တော်ဒါလေးထားလိုက်ပါအော်ပြီးရင်ကျွန်တော်အပြင်မှာကျွန်တော်အလားလေးဆင်နေဒီနားလေးပေါ့နော်ဒီနားလေးကိုကျွန်တော်ဟိုဟာလေး grass block လေးထည့်ပါgrass block မရှိတော့โอเคရတယ်အဲ့တော့အလေးထည့်မယ်ပြီးရင် trap door နဲ့ အမမရပါ အဲ့ grass block ကျွန်တော်မရှိတော့ ဟိုအမြဲတမ်းဟင်းဟိုကစစ်သားကြော်တာ grass ကရှိတဲ့ပန်းပေါ့နော်ဒီပန်းလေးဝေပန်းလားဘာပန်းလားမသိတော့ဘူးပန်းလေးကျွန်တော်စိုက်လိုက်ပြီအဲ့ဒီကိုစိုက်လိုက်ဟိုကတော့တုံးရကြားမတုံးသေးဘူး အင်းကို ဟိုကတော့ရပါပြီ။ကျွန်တော်အလားဆင်လိုက်တာပေါ့နော်။ဒီတော့တခု နော်ဟိုလေး ဒီဆိုင်က blue ရေးထားတယ်မသိတော့ကျွန်တော်ပြောလိုက်ပါမယ်။ဒီ ဘုံလေ blue ရေးထားတာမထားတာကျွန်တော်မသိပါဘူး။အဲ့တော့ပန်းလေးထည့် လူ မယ် မျိုးကြီးကကြက် ။ပန်းလေးထည့်ပြီးလို့ရှိရင်ကျွန်တော်မလုပ်မလဲဆိုတော့အဲ့ဒီမှာ၄ခုရှိတယ်။ဒီ၄ခုနဲ့ဒီအပေါ်ကိုတွေးမယ်။အပေါ်ကိုတွေးမယ် ဟိုကလာတော့လည်းပဲ ။ဒီနားလေးတွေကြည့်ကျွန်တော်ဒီလိုပုံစံလေးဖြုတ်သွားပြီဆိုတော့ကျွန်တော်အနောက်ဘက်လောက်ပါတော့မယ်ဟုတ်ပါတယ်နောက်ဘက်လောက်ဖို့အတွက်ကျွန်တော်ဟိုဟာချက်စင်းမှာပေးထားတော့ဒီမှာချက်စင်းမှာပေးထားတဲ့ဟာဒီလေလုပ်ပါမယ် ကမစားပဲလေ ဒီကို တကယ်ကကောင်းကောင်းစား sorry ဒီကို လင်းတွေပေါ့ ဒီ ဘယ်တော့မလို့လာပဲနေရလေ ပြင်ကျွန်တော်ထက်သွားတယ် ဟော အာ sorry ညကျော်ပါဘောညကျော်ပါဘော အေး ခုနကလည်းအလားလေးဆင်ရတယ်ကျွန်တော်ဒီမှာမှားလို့နေကျွန်တော်တကယ်ကြီးပြောရတာပဲ စီတော့အေး ဒီမှာအလားဆင်တဲ့ပုံစံလေးဒီလိုလေးလုပ်လိုက်ပါတယ် အားလေး ဒီ လေးလေး မှာဒီနားတွေကမလုံးမှာပေါ့နော် လေးလေးလေးလေ ဟုတ်ပြီကျွန်တော်တော့စူးစမ်းလိုက်ရတယ်ဒီအောက်လေးမှာအလားဆင်တဲ့ပုံစံလေးပေါ့နော် အောင်မရ အာတော့ပဲကျန်တော့ မတော်လေမကောင်းလားကောင်းပါလေသူက ဒီတော့ပဲကျန်တော့ဆိုတော့ဒီပေါ်လေးမှာတင်လိုက်ပြီးကျွန်တော်ဒါဒီနဲ့ကျွန်တော်ဆက်လက်မတွဲနေစီပြီး မမကိုပါဘူးလူနာချင်းအသိနေရ ပြီးရင်ကျွန်တော် stone တွေလေးကျွန်တော်တူးထားတယ်ပေါ့နော်ဒီမှာချက်ဆေးတာပေါ့နော်အဲ့ဒါလေးစားတာကျွန်တော်ကသူလုပ်ထားတာပါဒီအပျော်နေနဲ့ပေါ့နော်ဒီအဲ့တော့ကျွန်တော်အနောက်ဘက်ကိုဗီဒီယိုလေးဒီအဲ့တော့ကျွန်တော်ဘာလို့လဲကျွန်တော်အကုန်အပီးစီးကျွန်တော်လုပ်ပလိုက်တာအိမ်ကတော်တော်ပြီးသွားပြီပေါ့နော်ကျွန်တော်ဓာတ်အကုန်လုံးလေးကျွန်တော်record လုပ်ဖို့မိသွားပါတယ်အဲ့တော့အားလုံးတောင်းပါပါတယ်အဲ့ကျွန်တော်ဒီထဲမှာဒီမိုင်းတွေကကျင်းပေမဲ့လှပါတယ်ပြန်ကျင်းလှပါတယ်မကျင်းပေမဲ့လှတော့လှပါတယ်ဒီနားလေးမှာကျွန်တော်သူပေးထားတဲ့ဟာတွေပေါ့သူပေးတာမဟုတ်ပါဘူးကျွန်တော်ယူတာပါအဲ့တော့ဒါလေးယူမယ်အဲ့တော့ကျွန်တော်ဒီနားလေးမှာထားမယ်ပြင်ထားရင်းမယ်ဒီကဘယ်လိုရလဲဆိုတော့ကျွန်တော်မိုင်းတာပါဟုတ်ပါတယ်ဒီကျွန်တော်အိမ်ထဲမှာဟိုဟာတွေကျွန်တော်ပြီးတော့မယ်ပြီးလို့ရှိရင်ကျွန်တော်အဲ့ဒါတွေချိန်မယ်
farming time လုပ်မယ်အဲ့ဒါတွေချိန်မယ်ဒီအဲ့တော့ဝိတ်ဒီရတယ်ဝိတ်တော့ဟာဟုတ်တော့မီးသွေးလေးလိုပါနော်ကျွန်တော်မီးသွေးလေးတွေများတယ်ဒီရပြီနောက်တစ်ခါတော့မပြောနဲ့တိုးကြည့်နေတယ်ဒီမှာတော့တခုထားလိုက်မယ်သူရပြီဆိုတော့ကျွန်တော်ဟိုဟာလေးတခုကျွန်တော်စီရကြံလေးတွေဟာဝေးကျွန်တော်တော့လုံးမယ်ဒီအဲ့တော့ကျွန်တော်ပထမဆုံးမီးရထိုးလိုက်မယ်ဒါလေးမှာတခုရတော့ဝေပေါက်နားမှာ trap door ရှိတာ trap door ရှိဟိုမှာ trap door ဒီလိုလေးလုပ်အဲ့တော့အပေါ်နားလောက်trap door ပေါ်ရောက်trap door ပေါ်ဒီနားလောက်ဒီအဲ့တော့ကျွန်တော်အောက်ကိုကျွန်တော်မြေကြီးနဲ့တူပါကျွန်တော်မှဟိုက shuffle ရှိတယ်လေiron shuffle ကျွန်တော်ဒီမှာရှိတယ်ပြီးတော့ iron shuffle တော့ရှာအဲ့တော့ယူအဲ့တော့iron shuffle ရှိကျွန်တော်အိမ်လေးကိုလမ်းကြည့်လိုက်လို့ရှိရင်တော်လှပါတယ်ကျွန်တော် idea နဲ့ကျွန်တော်စောက်တာကြပါတယ်အဲ့တော့ကျွန်တော် clip လေးခဏလုပ်ထားပါတယ် story display ပါဘလို့ဟုတ်ပါတယ်ပြီးတော့ကျွန်တော်ဒီမှာတူးလိုက်တာကျွန်တော် test tag နဲ့တဝက်လောက်ကျွန်တော်ဖြုတ်ရပါပြီအဲ့တော့ကျွန်တော်အခုဘာလုပ်မလဲဆိုတော့ဒါတွေကိုသွားပြီးတော့ကျွန်တော်ဒီမှာဓာတ်ရီတော့ကျွန်တော်နှစ်ခုလောက် craft လုပ်လိုက်တာပေါ့နော်လို့ရှိရင်ကျွန်တော် stick လုပ်ရမယ် stickကနော်ဒီမှာပဲ auto craft လိုက်တယ်ဒီ stick မရဘူးလားဟုတ်တယ် stick on မှာအေးကျွန်တော် craft လုပ်အောင် sorry အဲဒီကျွန်တော်အကုန် craft လိုက်ပါမယ်အဲ့တော့အကုန်ရမဟုတ် stack လောက်ပဲကျွန်တော်အဲဒီညရလို့ရှိရင်လက်တာလည်းလက်တာကတော့ကျွန်တော်stack နဲ့stack ပြီးလောက် yes stack ပြီးလောက်တယ်ဟုတ်တယ် stack ကြောင်ပြီးသွားပြီအဲ့တော့လက်တာမှာကျွန်တော်ရတဲ့လောက်ယူလိုက်မယ် stack ရရင်တော့ကောင်းတယ် stack တော့ပြီးပြီ wait ကျွန်တော်နောက်ထပ်နည်းနည်းလေးလုပ်လိုက်မယ်ဒါကကျွန်တော်ဟိုးအောက်ထိကျွန်တော်မိုင်းဝါရမှာပေါ့နော်ကျွန်တော် stack တော့ပြီးသွားပြီဒါတော့ကျန်တော့ကျွန်တော်တင်ထားလိုက်တော့မယ်ပြီးရင် stick sorry မှာဒီကျန်လိုက်တော့လုပ်လိုက်မယ်ရတယ်ရောက်တယ်အဲ့တော့လက်တာလောက်ပါမယ်ဒီလုံးဝင်အော်ဒါပဲလားအေးပါကွာဒီတော့ကျွန်တော်သွားပြီးတော့ဒဲတူးပါမယ်မိုးချုပ်တော့ရတယ်မ farm နေတော့ကျွန်တော်တော်ပြီးတော့မယ်ကျွန်တော်ဒါဒီ farm ကိုလုပ်ဖို့အတွက်စီတော်ရှာလိုက်ရတယ်ကြာကျွန်တော်နေ့တစ်နေ့ရဲ့တဝက်ကျိုးတော့ပါကျွန်တော်မိုင်းဝင်းနေရကိုကျွန်တော်ကျွန်တော်ဒီနားလောက်လုပ်ရင်တော့ဟုတ်ပြီကျွန်တော်ဒီနားလောက်လုပ်လိုက်မယ်ကျွန်တော်အခုမနေ့ပိုင်းမှာပဲကျွန်တော်ဟိုတူးလိုက်မယ်ကျွန်တော်အခုညာလေးရောက်နေပြောတယ်သွားရတော့ဒီအဲ့တော့စောင်းလိုက်မညာရပေါ်လာပြီ sorry ကျွန်တော်မနေ့ရောက်ပြီတော့အခုကျွန်တော်တူးပါမယ်ပြီးတော့ဒါတခုတူတာဒီကျွန်တော်ဒီတူးပါမယ်ဝေးကျွန်တော်မီးရှိတယ်မရှိပါရတယ်မီးတော့လိုတယ်မီးလေးတော့ယူရအောင်အဲ့ဒီမှာခိုးတွေရှိတယ်အဲ့
farming time လုပ်ဖို့ပြီးအချိန်ရောက်ပြီကျွန်တော်ဗီဒီယိုရဲ့အန်ကြလို့ရှိရင် farming time လုပ်မယ်ဒါကတော့အကုန်မပြီးသေးလို့ပါဟုတ်ဒီရရှိ yeah right အဲ့တော့ဒီ stick တွေလည်းကျွန်တော်ရှိတယ်အဲ့ကျဒီလိုပဲ craft လိုက်ရဟိုဆက်ချောင်းလည်းမလောက်သေးပါဘူးဒီတော့24လောက်တော့ရပါပြီဒီတော့ပါတော့ချိုးကောင်းတယ်အဲ့တော့ဒီအောက်ကိုထည့်စီရအောင်အမောင်လေးနေရာကြလို့ရှိရင်မီးထိုးပါမယ်ဒီမောင်ဟိုက်မောင်လေးနေရာမီးထိုးမယ်ကျွန်တော်မောင်ဟာဒီတော့ပြီးအောင်နားလို့လို့မရနားလောက်တော့ပြီးတော့လာရာလေးလုပ်ပါမယ်ဒီမှာတကူပြီးကျွန်တော်လာရာလေးဆင်လိုက်ပြီအော်what the और चलो ना ब्रेक छुआ और चलो थाई सी लो बैठा में ये रो चलो नी यो ब्लू था मले सो रो चलो बैठा भीတော့ကျွန်တော်မီးတွေကိုဘယ်လိုထားမလဲဆိုတော့အပေါက်လေးဖောက်လိုက်ပါမယ်စီးနေဟောဒီအဲ့တော့ဒီလိုလေးထားမယ်ပြီးရင်ကျွန်တော်အောက်ကိုထပ်တိုးရမယ်မောင်လေးနေရာကြလို့ရင်ကျွန်တော်မီးထိုးလိုက်မယ်အနာလေးအဲ့လိုမီးထိုးမှလည်းရအောင်ôi hôm nay tôi giàu hôm nay giàu à thì thiệt thiệt đâu bây giờ thì ông mà lấy basement đi tôi luôn ủa mà lấy đâu mà gì lấy nào mà gì 오! 저 다 오셔 와이. 저 호보마. 저희 저 미에. 다니요 미에. 오케이. 아니 저 뒤로ရောက်လာပြီ။ဒါမှမရှိရနေရ။အဲကျွန်တော်ဒီအောက်မှာထပ်သေးဘူးဝင်တော့မလုံလောက်သေးဘူးလားမသိဘူး။ဘယ်ရောက်သေးကျွန်တော်ဘလို့လဲမသိဘူး။ဘယ်ရောက်သေးဒီကျွန်တော်တွန်းကောင်းမှာဒါမှမဟုတ်ဒီမှာပဲကျန်သွားရင်ကောင်းမှာ။ 오케이ကျွန်တော်ဒီမှာပဲရက်လိုက်ပါမယ်ရှုပ်တယ်ဒီအကျွန်တော်မီးတွေအများကြီးပါလာတယ်အဲ့တော့ဒီဘက်တွေအကုန်တူးမယ်အိုးကျွန်တော်အာယုံနည်းနည်းတော့တွေ့ပြီအိုးအာယုံနည်းနည်းမဟုတ်ဘူးမင်းများတွေ့သွားပြီအာယုံမင်းများတွေ့ပြီโอเคโอเคအားလုံးတော့ကျွန်တော်တူပြီးပါပြီကျွန်တော်ပြီးရင်ဒီမှာ base လေးလုပ်မယ်ပြီးတော့ဒီနားတစ်ဆောက်တူသွားလိုက်ဒီတော့ကျွန်တော်အားလုံးပဲ
နားလေးမှာမီလီမီထိုးလိုက်ဟိုအပေါ်မှာရှိသေးတယ်အာယုံဒီဒါရအဲ့ကျွန်တော်ဒီရတဲ့အာယုံတွေတော့ကြိုးလိုက်မယ်ကျွန်တော်အိုးဘဘယ်သူလဲမသိဘူးအဲ့ကျွန်တော်ဒီရတော့ oh my god bro ဘယ်တော့မရှိဘူးလေဒီမှာ bro ဘယ်တော့မရှိဘူးလား oh my god what that မဟုတ်တော့ဘယ်တော့မရှိဘူးလားအောက်မှာအဲ့လောက်ပါအောင် bro အောက်မှာဘယ်တော့ရှိတယ်လေအခုဘာပြောရလဲအောက်မှာဘယ်တော့မရှိဘူးတော့ပါအောင်ဘယ်တော့ရောက်သွားဘယ်တော့ထိသွားဒီအဲ့တော့ကျွန်တော်ထပ်ပြီးတော့အပေါ်ဒီဟာ မျက်မှောက်ခိုင်ပေါ်ကနေအပိုက်တာမှထားတဲ့ကလည်းရွေ့နေကြောက် ဒီတော့ဒါမကုန်သေးပါဘူးတော့ဟိုထိတော့ကျွန်တော်မိပါသေးတယ်မိပါသေးကွာ okayမိတယ် yes အိုးအောက်မှာကျွန်တော်ဘက်တော့ခုနထိသွားပါတယ်ဒါပေမဲ့ဘက်တော့မရှိဘူးဗျအော်ကျွန်တော်ထင်တဲ့အတိုင်းပဲwait ကျွန်တော် trap တော့မရှိတော့ကျွန်တော်ကျန်တဲ့ဟိုဟာတွေကြိုးလိုက်အောင်မယ်အဲ့တော့ကျွန်တော်ရဲ့ base ဟိုဟာလေးပေါ့ mind တွင်းဟိုဟာလေးကတော့ကျွန်တော်ပြီးသွားပါပြီဟုတ်ကဲ့ပါကျွန်တော်ရဲ့ mind တွင်းလေးကတော့ပြီးသွားပါပြီဒီတော့ကျွန်တော်ဗီဒီယိုကြည့်ချုပ်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်အားလုံး see you bye bye see you ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ဖို့မမေ့ခဲ့ပါနဲ့အောက်ကခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါအားလုံး bye bye see you